ကျွန်တော်တို့အခုလက်ရှိတော်လိုင်းရေးကဏ္ဍမှာလက်ရှိ NUG ရဲ့ထုတ်ပြန်ထားတယ်ပေါ့နော်ဒီ COC ရဲ့ chain of command ကိုကျွန်တော်တို့ကတိုင်းနာအင်အားစုတွေနဲ့အတူပေါ့ဟိုတစ်ဖက်မှာလည်းကျွန်တော်တို့ဒီ NUG ကဖွဲ့စည်းထားတဲ့တိုင်ရင်တပ်ဖွဲ့ပေါင်း300ကျော်ရှိတယ်လို့ပြောရတဲ့ဟာကဘယ်လောက်ထိကိုကျွန်တော်တို့ impact ရှိလဲဆိုတော့ပထမဆုံးအကြော့ဆွေးနွေးပြပါဦးဟုတ်ကဲ့ဗျာကျွန်တော်တို့ကြားသိထားတာတော့ကျွန်တော်တို့ခုနကကိုလေးရပြောသလိုပဲလေကျွန်တော်ကြားသိထားတာဒီရှိပါတယ်တရင်300တို့ပခပရင်း100တို့ဘာစသဖြင့်ပေါ့လေကျွန်တော်အကုန်သိပါတယ်အဲ့တဲ့ဖွဲ့စည်းထားတာကိုလေတော်လိုင်းရေးအတွက်ဆိုတဲ့နေရာမျိုးမှာကျွန်တော်တို့ကလေးစားပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြောချင်တာဒီမိကိုယ်တိုင်ဒီပြီးတော့ဒီ COC ဆိုတဲ့ချင်းမင်းကိုတောက်ခွဲတယ်ဆိုရင်အခြားဒေသမှာရှိနေလို့ဒီလိုကောင်းတိုင်းနာဒီဆောက်တဲ့ဖို့ဆိုတာကိုကျွန်တော်တို့ကခုနကျွန်တော်တို့ပြောင်းဝဲပြောလိုက်ရဒါကိုလေးရပြောတဲ့စကားအရာပါလေအန်ယူဂျီကိုကျွန်တော်တို့ကပြောင်းဝဲပြောပြီးလိုက်ပါမယ်ဒီများတို့ကဒါ COC ဆိုတော့ဗစက်နေတဲ့ရှော့ပြောပြီးတော့စာရီလာထုတ်နေတာတကယ်အောက်ချီမှာရှိတဲ့ PDF တွေလားလေတိကျကိုစီကံရှိတယ်ဆိုတော့ခင်ဗျားတို့သိစီခြင်းနဲ့ဆိုတော့နံပါတ်1ကျွန်တော်စပြောချင်ပါတယ်ကျွန်တော်တော့ပဲရေးစတော့ โอเคကိုစောအနေနဲ့ရောခုနကကျွန်တော်မေးတဲ့မေးခွန်းပေါ်မှာကိုစောပါပြောချင်တယ်နှစ်ချက်ပြောချင်တယ်ဗျာအဲ့ဒါ COC တော့ချေရောကုန်မှာဗျာမိတ်စီစင်မှုအဓိကတော့အာနာရှင်တွေကိုတော့ကျွန်တော်တို့အသားပေးပြီးမိမောင်းထိုးပြပြီးပြောလို့တော့မရဘူးတာမန်ကတော့ဗျာနှစ်ချက်ပဲရှိပါတယ်တစ်ချက်ကတော့ကိုယ်တိုင်တီလာရှိမှသူများကိုလူကောင်းဖြစ်အောင်ဆုံးမလို့ရပါတယ်နောက်တစ်ခုကတော့သူတို့ကိုယ်တိုင် COC လို့ပြောနေတာ COC ကိုရောနားလည်ပါရဲ့လားလို့တော့ကျွန်တော်ခဏစဉ်းစားမိပါတယ်ဘာဖြစ်လို့ဆိုတော့ COC ဘယ်လိုတည်ဆောက်ရမယ်ဆိုတာကိုသိရင် COC ကြောင်းနားလည်ရမယ်ပြီးတော့ Federal ဆိုတာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ်နယ်မြေကိုယ်ကကြပါကိုဖန်တီးခွင့်ဆိုတဲ့နေရာမှာလည်းပဲအကုန်လုံးလိုက်အုပ်ချုပ်ထားမှာတော့ Federal ဆိုတဲ့စကားကိုလည်းပြောနေတာကြားရပါတယ်ဒါတွေကနားမလည်ပဲနဲ့ပြောနေလို့ထင်တယ်ဗျအဲ့တော့အရင်နားလည်အောင်အရင်လေ့လာစေခြင်းတယ်ဗျကျွန်တော်ဒီတော်လိုင်းဥဆောင်ပါတယ်ဆိုတဲ့လူတွေကိုလေကျွန်တော်ရက်မယ်နော်တို့ဒီနေရာမှာပြောချင်တာကကျွန်တော်တို့တိုင်းရင်းသားတွေကဒီပေါ့2021ခုနှစ် revolution ကိုကျွန်တော်တို့အများကြီးကျွန်တော်တို့ပတ်ဖို့ကူညီပေးခဲ့ရတယ်ရှိတယ်စေရေးရအောင်ပြီးတော့လို့ရှိရင်ဒီနိုင်ငံရေးတည်ဆောက်မှုအရာကိုကျွန်တော်ပတ်ဖို့ကူညီပေးခဲ့အများကြီးရှိတယ်ဒါပေမဲ့တစ်ဖက်မှာကလည်းနိုင်ငံရေးလက်အုံးမှုပေါ့ဗျာအဲ့ဒါတွေအများကြီးလဲကျွန်တော်တို့ကြုံတွေ့နေရတယ်အဲ့ဒါကလည်း1990ရွေးကောက်ပွဲနောက်ပိုင်းကိစ္စမှာကျွန်တော်တို့ဖြစ်ခဲ့တယ်88အလွန်เนาะအဲ့ဒါတွေအကုန်လုံးကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အခါကျတော့တိုင်းသားတွေရဲ့ယုံကြည်မှုရဲ့ interest ကိုကျွန်တော်တို့ဘယ်လိုတိစောက်ကြမှာလဲဆိုတဲ့ platform ကိုအကြော့အရင်ဆုံးဆွေးနွေးပြပါကျွန်တော်တို့ကဒီလိုပါဦးနာပြောသလိုပေါ့လေ1962ခုနှစ်ကစပြီးတော့ကျွန်တော်တို့တိုင်းသားရဲ့ platform တွေကအကုန်လုံးဒါစရာမျှတအောင်တော့အကုန်လုံးကိုကျွန်တော်တို့ကကျွန်တော်ရဲ့ပထမတိုင်းသားလူကြီးခေါင်းဆောင်တွေကစပြီးတော့အခုကျွန်တော်တို့လက်ရှိအချိန်ပြီးတော့ဒါလိုလေအကုန်လုံး platform ဖတ်ပေးထားပါတယ်အဲ့ဒီပုံမှာပဲကျွန်တော်တို့ကအကုန်လုံးကဒါစရာမျှတဖို့အတွက်ကိုကျွန်တော်တို့တိုင်းမှာဘုံတူညီမှုတို့တဲ့ဂရိကဝတ်ပေါ့လေအဲ့ဒီအပိုင်းကိုကျွန်တော်တို့ကလည်းကမိတာခါပါဂရိကဝတ်ကိုဘယ်သူကပြက်လည်းမပြက်ဘူးဆိုတာကိုကျွန်တော်9နှစ်တာကာလရဲ့နောက်ပိုင်းမှာဒါကိုတော့ကျွန်တော်တို့ဆက်ပြီး highlight နဲ့ပြောချင်ပါတယ်9နှစ်တာကာလတူကကျွန်တော်တို့ရဲ့တော်လိုင်းသမားလို့ပြောဘယ်လိုခေါ်မလဲတိုင်းသားလို့ပဲဆိုပေါ့အဲ့ဒီပုံကူမျိုးတွေကိုကျွန်တော်တို့ဗမာတော်လိုင်းသမားလို့ပဲအများစုကသတ်မှတ်ထားတဲ့ PDF တွေပေါ်ပါတော့ဘယ်လိုများ highlight တွေရှိမလဲဆိုတဲ့နံပါတ်1တစ်ချက်ရယ်နံပါတ်2တစ်ချက်ကတော့ကျွန်တော်ဒီဟာတွေအကုန်လုံးကျွန်တော်ကလူငယ်တော်လိုင်းသမားတွေကိုကျွန်တော်ကကာကွယ်ထားပြီးတော့မှအဲ့ဒါကိုအများအကျိုးစုလူစားကျင်နေခုနကNLD ညနေတစ်ဆင့်ပေါ့လေ NUG တို့ပြောတယ်အစိုးရလို့သတ်မှတ်ထားတယ်ပုံကူတွေလေဘယ်လိုမျိုးသူတို့ကယူထားချက်ကိုသူတို့အခုချိန်ကြီးကိုအတိအလင်းမထုတ်ပြန်ရေးတာလေဆိုတော့ကျွန်တော်တိုင်းသားတွေကတော့ဒီကိုထုတ်ရတယ်လို့ခုနကကျွန်တော်တို့ဘေးနားနေပြီးဝေဖန်တဲ့လူလို့ပဲကျွန်တော်သတ်မှတ်လိုက်တာအဲ့ပုံမှာတော့ကျွန်တော်တို့အဲ့မိကွန်းတစ်ခုတော့ကျွန်တော်တို့မေးချင်ပါတယ်ကိုလေးအောင်ပြောချင်ပါ
နဲ့ကရောလက်ရှိဟိုကေတိုင်းသားတယောက်လည်းဖြစ်တယ်ပေါ့နော်ဟိုဒါပေမဲ့ကိုစောလဲတကယ်တက်မဟာ၄ထဲမှာထဲထဲဝင်လောက်ခဲ့တဲ့လူတယောက်ဖြစ်နေတဲ့အခါကျတော့လက်ရှိပေါ့နော်ဒီဟိုနိုင်ငံရေးလက်ဦးမှုယူတဲ့ကိစ္စအပေါ်မှာဘာပြောချင်လဲ ဒါကတော့သူ့ဗီဇာကိုသူပြန်ပြတာပဲပေါ့ဗျာခုဟိုဘောနော်ပုတ်ခတ်နေတာရှိပါတယ်တိုင်းရင်းသားတွေကဝင်မကူလို့တော်လိုင်းကအောင်မဲ့ဟာကိုမအောင်ဘူးဖြစ်ပါတယ်ပဲလက်လက်ကိုက်ပဲဖွဲ့စည်းတွေကလက်ပိုက်ကြည့်နေလို့ပဲဖွဲ့စည်းရတော့ဖြစ်ဘောနော်ဟိုဘက်တစ်ပေါက်ဒီဘက်တစ်ပေါက်ဖြစ်နေလို့ဆိုတော့တောင်ပြချက်တွေတွေ့ရပါတယ်ဒီကတရေမှန်ဖို့လိုတာပေါ့ဗျအခုငကိုင်းလက်ဥပူယူတယ်ဆိုတော့သဘောတရားတော့ကျွန်တော်တိတ်တော့နားမလည်ဘူးပေါ့နော်အဲ့ကျွန်တော်ဘာသွားတွေ့လဲဆိုတော့ဘာစဉ်းစားမိလဲဆိုတော့အခုတက်တွေပေါင်းပြီးတော့စုနေကြတဲ့ကာလမှာဘာထားလောက်တာလဲပေါ့ဘာဖြစ်ချင်တာလဲလို့ပဲမေးချင်တယ်ဆိုတော့ဒီစကိုင်းတိုင်းဆိုးရနေပါလေထားလောက်နေတာကအဲ့ဒါကလက်ရှိမှာတိုင်းပြည်ကတော်လိုင်းအောင်သွားပြီးမှလောက်ရမယ့်ကိစ္စတွေဟိုအခုထားလောက်နေတယ်တကယ်လောက်ရမယ့်ဟာတွေတော့မလုပ်ဘူးပေါ့ဗျအဲ့တော့ကျွန်တော်ကတော့ဒါပွက်စီကိုစားပြုတ်ပြီးပြောတာလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်အမြင်နဲ့ကျွန်တော်ပြောမယ်ဒါကသူတို့မယိုးသားဘူးလို့ပဲမြင်တယ်မယိုးသားဘူးဆိုရင်မယိုးသားတဲ့လူတွေကိုကျွန်တော်တို့ကတော့ဟိုဝင်ရောက်ပူပေါင်းပြီးရင်လည်းဟိုရုပ်ထုံးမဲ့နိုင်ပြောတယ်လို့ပဲဟိုအလုပ်တော့ခေါ်တယ်သမင်းစားခါကြားရင်မပါဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့ဗျာဒါကျွန်တော်သိမ့်မရှင်းလို့ဒီလောက်ပဲဖြေပေးရစီဗျဒီတစ်ပိုင်းမှာတော့ โอเคကျွန်တော်